ရာသီဥတုကတော့ဒီနေ့12ရက်အင်္ဂလိပ်လို8လပိုင်း2026မြန်မာလလို့ဆိုရင်တော့ဒုတိယဝါဆိုလာပြီးကျော်မနက်ဖြန်ဆိုတော့လကုန်ပြီပေါ့ဗျာနော်ဝါကောင်နဲ့ရောက်တော့မယ်ဗျာနော်ရာသီဥတုကတော့လက်ရှိခြေနေရတော့ပါရနေတယ်ဗျာနေဝင်ချိန်လေးတော့နည်းနည်းလေးတင်ရောင်လေးတောက်အေယာဝတီမြည်ရတော့ငြိမ်နေတယ်ဗျဒီအောက်ကရေကွင်းရေဖွေးနဲ့ကွင်းနေရတော့အဲ့ဒါလေတွေပေါ့ဗျတချို့မဆိုင်ရသေးတချို့တော့လည်းစိုက်ပြီးသွားလို့စိမ့်ဆူနေပြီဗျာနော်အဲဝူးနဲ့ဆိုင်ငယ်ကြီးတွေတောင်ပေါ်ကိုတန်ကြားရတယ်ဗျာနော်အဲ့ဒါကြီးတောင်ပေါ်တက်လာမတက်လာမသိဘူးနောက်ပြန်သွားပြီးတစ်စီးလောက်တော့ဝယ်လာအောင်မယ်တော်တယ်စီးကြည့်လိုက်အောင်ဒီကနေကိုကြားနေရတာဝူးနေတာအားတွေမောင်းမင်းကုန်းဘက်ကတော့ရေပြင်းနေနေများတယ်ဗျာနော်